အားလုံးပဲမင်္ဂလာပါဆရာနာမည်ကတော့ဆရာငုံတာဦးပါဒီနေ့မှာတော့ Treasureland Education ကနေတိုင်းတာမှုစနစ်တွေအကြောင်းကိုပြောပြချင်ပါတယ်လူတချို့ကမီတာနဲ့တိုင်းတာပြီးတချို့ကပေနဲ့တိုင်းတာတာကိုမင်းတို့သိချင်ဘူးလားကလေးတို့ရေမင်းတို့အမြင့်အလေးချိန်ဒါမှမဟုတ်အချိန်ကိုတိုင်းတာတဲ့အခါလူတချို့ကမီတာနဲ့တိုင်းတယ်လူတချို့ကပေနဲ့တိုင်းတယ်ပြီးတော့သိပ္ပံပညာရှင်တွေကဘာလို့လုံးဝမတူတဲ့ unit တွေကိုသုံးတာလဲကဲဒီနေ့မှာတော့တိုင်းတာတဲ့စနစ်တွေရဲ့ကဘာထဲကိုဝင်ရောက်ပြီးဘာလို့တည်ရှိတာလဲဗမာသုံးလဲဘယ်ဟာအကောင်းဆုံးလဲဟိုဆိုတာကိုရှာဖွေကြည့်ကြရအောင်ရှေးတုန်းကလူတွေဘလို့တိုင်းတာခဲ့ကြတာလဲမှန်ကန်တဲ့တိုင်းတာတဲ့စနစ်တွေမရှိတုန်းကတော့လူတွေကသူတို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတုံးပြီးတော့တိုင်းတာခဲ့ကြတယ်ဥပမာခြေထောက်ဒါဆိုရင်လူတစ်ယောက်ရဲ့ခြေထောက်အရှည်တိုင်းပဲသူကပေါ့နော်လက်မဒါဆိုလူတစ်ယောက်ရဲ့လက်မအတိုင်းပဲ guide လူတစ်ယောက်ရဲ့လက်နှစ်ဖက်ဆန့်ထုတ်လိုက်တဲ့အရှည်ဟာဆိုရင် guide ပဲဒါပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်လူတွေရဲ့ခြေထောက်နဲ့လက်တွေကအရွယ်အစားမတူဘူးလေဆိုလိုတာကလူတစ်ယောက်ရဲ့ခြေထောက်ကတခြားလူတစ်ယောက်ထက်ကြီးလဲကြီးနိုင်တယ်လို့သေးလဲသေးနိုင်တယ်မတိကြဘူးဟုတ်တယ်မလားဒါကြောင့်လူတွေကပို့ပြီးတော့ကောင်းတဲ့တိုင်းတာနည်းစနစ်ကိုလိုလာတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကသိပ္ပံပညာရှင်တွေဟာတရားဝင်တိုင်းတာတဲ့စနစ်တွေကိုစတင်ဖန်တီးခဲ့ကြတယ်အကျော်ကြားဆုံးနှစ်ခုက Matrix စနစ်နဲ့ Empire စနစ်ပဲအသေးစိတ်လေ့လာကြည့်ရအောင်ပထမဦးဆုံး Matrix စနစ်အကြောင်းစပြောမယ်ဒါကကြိုးချောင်းစီလျော်ပြီး300လွယ်ကူအောင်ဖန်တီးထားတဲ့စနစ်ပဲဒီစနစ်မှာအဓိကအဖြစ်အမျိုးအစား2မျိုးရှိတယ် CGS နဲ့ MKS CGS ဆိုတာ centimeter gram second သူကသေးငယ်တဲ့အရာတွေအတွက်သုံးတယ်သေးငယ်တဲ့အရာဝတ္ထုတစ်ခုရဲ့အလေးချိန်ကို gram ဒါမှမဟုတ်အရှည်ကို centimeter နဲ့တိုင်းတာတယ် MKS ဆိုတာကတော့ meter kilogram second သူကတော့ကြီးတဲ့အရာတွေအတွက်သုံးတယ်ဥပမာကားတွေတရားတွေဒါမှမဟုတ်အားကစားကွင်းတွေလိုမျိုးပေါ့တချို့စနစ်တွေကစနစ်တကျရှိပြီးတော့သိပ္ပံပညာအတွက်သို့မဟုတ်သင်္ချာအတွက်ပို့ပြီးတော့လွယ်ကူစေတယ်ဒါပေမဲ့ခဏနော်လူတချို့ကမတူညီတဲ့စနစ်ကိုသုံးကြသေးတယ်အဲ့ဒီစနစ်ကတော့ Empire စနစ်လို့ခေါ်တယ်အမေရိကန်နဲ့အင်္ဂလန်မှာအခုထိသုံးနေတုန်းဖြစ်တယ်အင်္ဂလန်နဲ့နောက်ပိုင်းအမေရိကန်မှာလူတွေက Matrix စနစ်ကိုမပြောင်းဘူးသူတို့က Empire စနစ်ကိုဆက်သုံးခဲ့တယ် FPS ပေပေါင်စက္ကန့်စနစ်လို့ခေါ်တယ်ဥပမာတနာရီကိုဘယ်နှမိုင်နဲ့ပြေးတာလဲအလေးချိန်ဘယ်နှပေါင်လဲဘယ်နှပေနဲ့ဘယ်နှလက်မအမြင့်လဲပြောမယ်ဆိုရင်မိုင်ကနေကီလိုမီတာကိုခရီးသွားတိုင်းမင်းတို့မြင်ဖူးလိမ့်မယ်မိုင်ကိုပြောပြီးတော့သုံးတဲ့လူရှိတယ်လို့ကီလိုမီတာနဲ့သုံးတဲ့လူလည်းရှိတယ်သိပ္ပံပညာရှင်တွေအနေနဲ့ကတော့အကြံဉာဏ်တွေကိုပို့ပြီးတော့မျှဝေဖို့လွယ်ကူအောင်ကဘာလုံးတစ်ခုလုံးအတွက်ဘယ်စနစ်ကအကောင်းဆုံးလဲဆိုတာကိုစဉ်းစားကြတယ်အဲ့ဒီမှာ SI စနစ်ဆိုတာပေါ်လာတယ် SI စနစ်ဆိုတာကတကယ်တော့ MKS စနစ်ကိုပြောတာဖြစ်တယ်အဲ့ဒီလက်ရှိမှာတော့ SI စနစ်ကအကောင်းဆုံးစနစ်ပဲဘာကြောင့်မို့လဲဆိုတော့သိပ္ပံပညာရှင်တွေကရိုးရှင်းပြီးအာကာသခရီးစေပညာနဲ့ engineer မှာသုံးဖို့အတွက်ဖန်တီးထားတာကြောင့်မလို့ဖြစ်တယ်ဒါပေမဲ့အထူးစနစ်တွေလည်းရှိသေးတယ်ပြောမယ်ဆိုရင် Atomic Unit လို့ခေါ်တဲ့ဓာတုဗေဒနဲ့ယူပဗေဒမှာသုံးတဲ့စနစ်တွေရှိတယ် Planck Unit လို့ခေါ်တဲ့စက်ကြဝဠာရဲ့အသေးဆုံးအတိုင်းအတာတွေသုံးတဲ့ unit တွေရှိတယ်ဒါပြီးတော့ Gaussian Unit လို့ခေါ်တဲ့ရက်စစ်တန်လိုက်စက်ကွင်းတွေမှာသုံးတဲ့ unit ဆိုတာလည်းရှိတယ်ဒါဆိုတော့စနစ်တွေကအများကြီးပေါ့နော်ဒါဖြစ်ရင်ဘာကြောင့်မို့တိုင်းတာရဲ့စနစ်တွေလိုအပ်တာလဲဒီမတူညီတဲ့တိုင်းတာတဲ့စနစ်တွေဒါမရှိရင်ငါတို့ပြောဆိုရတာတအားရှုပ်ထွေးမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မတူညီတဲ့တိုင်းတာတဲ့စနစ်တွေကိုသုံးကြတာဖြစ်တယ်ဒီလိုမတူညီတဲ့စံချိန်စံနှုန်းနဲ့တိုင်းတာခြင်းအပြင်ငါတို့ကမတူညီတဲ့ကဘာကြီးကိုပို့ပြီးတော့နားလည်ဖို့လွယ်ကူစေတယ်အခုဆိုရင်တော့မင်းတို့တိုင်းတာတဲ့စနစ်တွေအကြောင်းကိုသိသွားပြီဖြစ်တယ်ဘယ်စနစ်ကငါတို့အတွက်အကောင်းဆုံးတိုင်းတာမှုစနစ်ဖြစ်မလဲဖြစ်နိုင်ရင်ကွန်မန့်မှာမှန်းခဲ့ပေးကြပါဦးထပ်ပြီးတော့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ physics နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလုပ်ဖို့အတွက်ခွန်အားပေးတဲ့အနေနဲ့ like and share လေးဒါမှမဟုတ် subscribe လေးလုပ်ပေးခဲ့ဖို့လဲတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်